ချစ်တို့ရေဒီနေ့ကတော့ထမင်းဆက်ပြပါတော့မယ်ဒါလေးကတော့ရှင်ဘက်တိုးစီရပါဒါလေးကငပိရေဒါတော့အဝါဒင်းငပိတောင်စမဆက်ဒါတော့ခရမ်းကစုဒီဟုတ်ပါဘူးခရမ်းအဖြူဒီအကျွတ်ဒီဈေးထဲမှာတန်မတန်900ဘူးအလုံး20ဒါတော့ပက်ကလာဟင်းမှာပက်ကလာဟင်းဒါတော့ငါတက်တာကြော်ပြီးတော့ခွဲချမ်းနဲ့ပြန်လုပ်ထားတာစားလိုက်အောင်ချစ်တို့လည်းစားပါအောင်အဝါဒီထားမှာတော့ရှယ်ပဲဆက်တတ်အားပဲဆက်တယ်သမင်းစားနေလားစားကြပါအောင်တက်ရညာမလေးတက်ရည်နေလေဆိုတော့သမင်းစားနေအဖပါထဲတာနော်ရတယ်ဒါစားလက်တမီးမပါဘူးရတယ်နော်ဟုတ် တယောက်ထက်စားရတယ်လေခုဒီမှာသမီးတွေရောက်လာဘက်ကလာဟင်းချက်တာသမီးတွေသားတွေကြိုက်လို့ချက်တာယောက်ျားတွေပြလိုက်လို့ရှမကတော့မကြိုက်ဘူးပြလိုက်လို့ဘက်ကလာဟင်းတမီးမပြနဲ့မပြနဲ့ဒါကြီးကျန်နဲ့တို့ကသူတာဆွာဖုန်းနဲ့ကအဖက်ထဲတော့ပုံလားလာနေရပြီးတော့ဝါဒီတော့တော်တော်ဆက်တာအားပြင်းနေတာမင်းသားပြဟုတ်လားအားပါလို့မပြောနဲ့နော်ဒီတော့ဆက်ပြင်းနေ